အစီကြကျင်တာပဲဖြစ်ဖြစ် stamina ကောင်းကျင်တာပဲဖြစ်ဖြစ်ဆိုရင်အခုပြထားတဲ့လေ့ကျင့်ခန်း၅မျိုးကိုလုပ်ပြီးလို့ရတယ်ဒီမှာနဲ့ထက်ကအလေးနဲ့လည်းတွားပြပေးထားသလိုအလေးမပါဘဲနဲ့လည်းဝင်ထားပြီးရနော်ပထမဆုံးတစ်ခုကနဲ့ထက်ကဂျမ်မင်ချက်ကိုဝင်ထားတယ်အဲ့ဒီဂျမ်မင်ချက်ကိုမှနဲ့ထက်တို့အလေးနဲ့ဆိုလို့ရှိရင် press jump ကိုဝင်ထားပြီးလဲရတယ်ဒီမှာကိုကတော့ဂျမ်မင်ချက်သွားလို့ပေါ့နေတယ်ဆိုလို့ရှိရင်တော့ဒီလိုမျိုးအလေးနဲ့press jump ကိုဝင်ပေးခြင်းအဖြစ်နဲ့ Harrier strength တွေရော stamina တွေရောကောင်းလာကြလိမ့်မယ်နော်ဒါကတော့ပထမတစ်ခုပါ24ကြောင်းလောက်ထိကစားပြီးလို့ရပါတယ်နော်ဒုတိယတစ်ခုကကျတော့နန်ထက်က squat drop ကိုဝင်ထားပြီးတယ်ဒီ squat drop ကပေါင်ကအစီရဲ့ပြီးသွားလို့ရှိရင်နန်ထက်ရဲ့ဒီအမောခံနိုင်တယ်ပေါ့နော်ပေါင်မှာရှိရဲ့အစီကိုကြားစီတယ်ဒီမှာနန်ထက်ကတော့အလွတ်လဲသွားပြပေးထားတယ်ပြီးသွားလို့ရှိရင် damage တဒုံးကိုကင်ထားပြီးတော့ဒီရဲ့ squat drop ကိုလည်းဝင်ပြပေးထားတယ်ပေါ့နော်ဒါကတော့ကိုနိုင်တယ်လို့15ချိန်3ကြောကနေပြီးတော့စကစားလို့ရတယ်24ကြောလောက်ထိဝင်မေးလို့ရပါတယ်เนาะဒါကတော့ဒုတိယတစ်ခုဒါကတော့ပေါင်အစီကြားစီပါတယ်เนาะတတိယတစ်ခုကကျတော့နန်ထက်ကတော့ standing crunch ကိုဝင်ထားပေးထားတယ်ဒီမှာနန်ထက်ကသွားတဲ့ခါကျလို့ရှိရင်ပခုံးကနေပြီးတော့ဆန့်ထုတ်ထားပြီးတော့ bike ကိုရအောင်ဆွဲညှစ်ပြီးတော့ဝင်ထားပေးထားတယ်ဒီရဲ့ဟာကိုလည်းနန်ထက်ကဒီမှာအလွတ်လဲသွားပြပေးထားသလိုတကယ်လို့ကိုကနိုင်နေဆိုလို့ရှိရင်တော့အလေး2တုံးဒါမှမဟုတ်ဆိုရှင်ရေးတန့်ဖို့2ဘူးကင်ပြီးတော့လဲဒီလိုမျိုးဆွဲလှည့်ပြီးသွားပြီးလို့လည်းရပါတယ်เนาะသူ့နန်ထက်တို့ဘယ်ညာမှာတစ်ကို15ချိန်3ခေါက်ကနေပြီးတော့24ကျော်လောက်ထိကစားပြီးလို့ရပါတယ်เนาะသူကကျတော့1 byte မှာရှိရဲ့အစီနဲ့1 byte မှာစေတွေကိုကစားပေးတာပါနော်လင်းမျိုးမြောင်းနေတဲ့ခါနဲ့ထက်ကဒီမှာဟိုင်နီကိုဝင်ထားပေးထားတယ်ဟိုင်နီကကျတော့နေထားတို့ကာယူတွေမှာဆိုရှင်မပါမဖြစ်ပေါ့နော်သူကခြေသလုံးမဆယ်ရဲ့ပြီးပါလို့ရှိရင်ခိုးမဆယ်ရဲ့ focus ထားပြီးဝင်ထားတယ်ဒီဟာမှနေထားတို့ကအလေးနဲ့ဝင်ထားမယ်ဆိုလို့ရှင်လေဒီလိုမျိုးpress ကနေပြီးတော့ knee drop ကိုဝင်ပေးလဲရတယ်သူ့ကိုလည်းဒူးလေးဆွဲမတဲ့ခါကျလို့ရှင်အသက်ကိုရှူထုတ်ထားပြီးတော့ပညာတစ်ကိုအချက်ရည်23ခေါက်ကနေပြီးတော့34ကျော်လောက်ထိကစားပြီးလို့ရတယ်နော်သူကတော့နေထားတို့1 byte မဆယ်ရဲ့အောက်ပိုင်းမဆယ်ရဲ့ပါမယ်အလေးကင်ထားမယ်ဆိုလို့ရှိရင်လည်းဒီရဲ့လက်ကမာဆယ်တွေပါမယ်နော်နောက်ဆုံး၅မျိုးမြောက်ကတော့နှစ်ထပ်ကတော့ဒီလက်မောင်မာဆယ်ရဲ့ဘိုက်မာဆယ်ကို focus ထားပြီးတော့အလေးမပါဘူးဆိုရင်တော့နှစ်ထပ်တို့ shura tab ရဲ့ plan ချက်ရဲ့ဝင်ထားပြီးမယ်နော်shura tab ကိုဝင်တဲ့ခါကျလို့ရှိရင်လည်းဘယ်ညာတစ်ဝင်တဲ့ခါကျရင်ထောက်ထားလက်ရဲ့ပခုံးရဲ့တဒန်းနဲ့ထားပြီးတော့လူမယ်ဒါကိုရပြီဆိုပြီးရှင်လက်ကနိုင်ပြီဆိုရင်နှစ်ထပ်ကတော့ damage row ရဲ့plan ချက်ရဲ့တွဲပြီးဝင်ထားတယ်ဒီရဲ့လေ့ကျင့်ခန်းကနထရိုဒီရဲ့လက်မောင်မှာရှိရဲ့အစီကိုကြားစီပြီးတော့ bike ကအစီလည်းကြားစီရနော်တေချာလေးတင်တဲ့တက်ချင်တဲ့ solution နဲ့ page messenger ကနေပြီးတော့ဆက်သွယ်ပြီးလို့ရတယ် zoom group video group zoom pt video pt me plan အကုန်ရှိပါတယ်နော်